သာသနာတော်နှစ်2550ခုနှစ်တပေါင်းလပြည့်ကျော်14 2008ခုနှစ်4လပိုင်း9ရက်နေ့ညကျေးဇူးတော်ရှင်သက္ကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနတောင်ကြီးမြို့နယ်ဧသာယာမြို့စရုထအကျိန်ထေရဝါဒအထူးတရားပွဲကျင်းပရာနေရာဌာန၌ဧသာကျောင်းတိုင်းပေါင်းကြီးသင်္นานကျောင်းကျောင်းတိုင်းဆရာတော်ဘုရားကြီးနှင့်တကွဧသာယာမြို့နယ်ဂောဇကံအတွင်းတရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားမူရှိသောနေထိုင်တော်မူကြကုန်သောဘုရားမူရှိသောသံဃာတော်ရှင်သူမြတ်အပေါင်းတို့အားဥထိတ်ပန်ဆင်လျက်မြို့မိမြို့ဖလူကြီးမင်းများအားအမှုထား၍တရားပွဲတော်ဖြစ်မြောက်ရေးအကျိုးတော်ဆောင်အဖွဲ့နှင့်တကွဧသာယာမြို့နယ်သူနယ်သားအပေါင်းတို့မှစုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောမိုးကုတ်ဝိပဿနာ10ညတာအထူးအလုပ်ပေးတရားပွဲစရုထညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောနှစ်ဖက်သောဘိုးဘွားမိဘများအားရည်စူးအမှုထား၍ကိုဇော်မင်းထုမယင်မင်းစိုးရှမ်းလေးကွန်ရာသာပိုင်ဟိန်းဇော်ဟိန်းထူးဇော်မိသားစုနှင့်တကွကိုဇော်မင်းဦးမတ်တင်တင်အေးသာဆိုင်သူရိန်မင်းဦးနန်းထထဦးဒုက္ခချမ်းသာရွှေညောင်မိသားစုတို့မှလူရန်ပြုလုပ်အပ်သောဓမ္မပူဇနီယကာလအခါသမယ၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်จิตကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှိဥစွာမေတ္တာပို့သပေးလိုက်ပါနော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌အနန္တဂုဏ်အင်းခြေစုရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏယရဏတော်မြတ်သုံးပါးတို့နှင့်တကွအမိဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးစသောအဖြစ်၎င်းဦးဇင်းမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်။ကဲအားလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့ရဲ့မမိတ်မလျော့မပေါ်ဆသောတတိတရားမလျှော့သောဇွဲလုံးလကိုလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ခင်ကလေးမှာအသိမဥကြခင်ဉာဏ်ဥအောင်ကြိုးစားကြပါလို့ရှေးဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်ကဲဦးဇင်းတို့မနေ့ကလည်းပြောခဲ့ပြီအသိမဥခင်ဘာဥကဘာကြောင့်ဉာဏ်ဥကိုလိုသလဲကျေးဇူးတင်ပါတယ်အဲ့ဒါလိုမမသာသာနာယူပေးကြတာကျေးဇူးတင်ပါတယ်နေပြီဒီမိုးဒီလေဒီလူတွေနဲ့တော့နော်ရှစ်ဆက်ဖို့ခရီးတော့အတော်ခက်ပြီပေါ့သူတော်ကောင်းတို့ကိုတကယ်ကယ်မဲ့ယူမဲ့တရားကဘာပဲရှိလဲဩဒါမလေးကအဲ့လိုသင်ပေးလိုက်ထင်တယ်နော်တရားလည်းအကြမ်းမြင်ရငါတပည့်တွေဒီနေ့ပြန်မေးရမှာမဟုတ်ဘူးနော်ဟုတ်လားမနေ့တရားကောင်းစင်ပါလား
အဲ့ဒါမျိုးကြရင်မှတ်မိအောင်ကိုအဲ့လိုလုပ်ပေးရတာနော်အဲ့တော့ဒီနေ့လဲစကြတဲ့ကသတ်ပုံကတော့မှားပြီနော်အသိမဥခင်ဘာကြောင့်ညာဥရမလဲတပည့်တော်တို့ကိုကဲတင်နိုင်တဲ့တရားဟာဉာဏ်ပဲရှိလို့ပါဖရာဒီလိုဖြစ်ရမယ်အားလုံးပြပြီအဲ့ဒီဉာဏ်ဆိုတာလေဖရာရှင်ဤဉာဏ်လားမိမိတို့ရမယ်ကိုယ်ပိုင်ဉာဏ်လားဖရာသဗ္ဗညုတဉာဏ်ကတို့ကိုကဲနိုင်သလားမကဲနိုင်ပါဘူးလမ်းညွန်ယုံမဲ့သူတတ်နိုင်တယ်ဒါဘုရားရှင်ကိုယ်တိုင်ပြောခဲ့တဲ့စကားအဲ့ဒီလိုပြောလိုက်လို့ဦးဇင်းကဘုရားရှင်အပေါ်မှာသိက္ခာကြအောင်ဂုံမဲ့သွားအောင်လုပ်တယ်လို့များထင်သလားအဲ့ဒါသိရေးကြည့်တာဘုရားပူဇော်ခြင်းတရားပူဇော်ခြင်းသံဃာပူဇော်ခြင်းဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဆိုတဲ့ပူဇော်စိတ်ကချင်းသာမှန်ကန်ခဲ့တရဏဂုံ၃ပါးသာသူတော်ကောင်းတို့စင်ကြယ်ခဲ့သူတော်ကောင်းတို့မှာဘာဘိဒုက္ခအန္တရာယ်မှမရှိပူပင်ကြောင့်ကြဖြစ်เสียရလဲမရှိအဲ့ဒီတရဏဂုံကိုစင်ကြယ်စွာမစီးကတ်တတ်လို့ပူပင်เสียရည်ကြောက်ရွံ့เสียရည်စိုးရိမ်เสียရည်ဖြစ်ပေါ်နေတာလို့အလုံးမှတ်ရရှင်းတယ်နော်အဲ့တော့အဲ့ဒီစင်ကြယ်သောကိုးကွယ်မှုဖြစ်အောင်ဦးဇင်းတို့လမ်းညွန်သူများကြတော့လမ်းမှန်ပြမဲ့သူဟာနာမည်ကိုကလမ်းမှန်ပြမှာလို့ဆိုကြတဲ့ကဒီလူတွေဘာဖြစ်နေလို့လမ်းမှန်နေလို့ပေါ့ဗျာအဲ့တော့အမှားသမားကိုအမှန်ပြတော့မယ်ဆိုတော့အမှားသမားတွေယူဆထားတာနဲ့ပြတဲ့အမှန်တရားသည်သဘောတူလားဆန့်ကျင်ပဲအဲ့ဒါထုံးစံပါအဲ့တော့အမှန်ပြတဲ့လူဟာမုန်းခံအကဲ့ရိခံအပြစ်တင်ခံအတိုက်ခိုက်ခံပြီးတော့ဦးဇင်းတို့ပြုကြရဇမြဲဓမ္မတာပဲဒီလမ်းမှာဦးဇင်းတို့လျှောက်တော့မယ်ဆိုတဲ့ကိုကိုကိုဆုံးဖြတ်ချက်ချထားတယ်မင်းအတိုက်ခိုက်ခံနိုင်သလားခံနိုင်တယ်ချမင်းအညိုညင်ခံနိုင်လားခံနိုင်တယ်ချဘာဖြစ်လို့လဲဆိုတော့ကိုယ်အတွက်မဟုတ်ဘူးကိုယ်အတွက်ကိုယ်ဆိုရင်တော့စိတ်ရရှောင်လွတ်အောင်နေလို့ရပါတယ်ဟုတ်ပြီနော်ဘာလို့တိုက်ခိုက်အညိုညင်ခံပြီးလှုပ်ပေးနေတာလဲလို့ဆိုရင်ဘယ်သူတွေအတွက်လဲအများအတွက်အားလုံးရှင်းတယ်နော်အဲ့တော့ဘုရားကိုးကွယ်မှုမှာကိုကဦးဇင်းတို့စပြီးတော့တရားဟောကြတဲ့ကရင်ပြောခဲ့ရတာဘုဥဒ္ဓမင်္ဂလာ73ဝါပါလာမယ့်ကဆုံလပြည့်မှာယဟန်တဲ့73နှစ်ပြည့်မယ်ပေါ့အဲ့တော့မွေးရဇာတိညီမှာတရားနဲ့ကျေးဇူးဆက်ဖို့စီစဉ်ထားပါတယ်ဘုံဘုံမျိုးမှာအဲ့တော့ယဟန်ဖြစ်ပေါက်ဖွာလာတာတော့ကဆုံလပြည့်နေ့မှာယဟန်ခံတဲ့အတွက်လာမယ့်ကဆုံလပြည့်နေ့မှာ73ဝါပြည့်73နှစ်ပြည့်မယ်ပေါ့အဲ့တော့73နှစ်ကာလအတွင်းမှာဦးဇင်းတို့တရားစဟောကြတဲ့ကရင်ဘုရားဆိုတာဘာလဲဒီ definition ကိုဖွင့်ပြီးတော့ငါဟောမယ်ဆိုတော့ကြံလိုက်တော့လူတွေရဲ့ကိုးကွယ်မှုကိုလိုက်ကြည့်လိုက်တော့ဒီလူတွေဘုရားပြောက်နေတယ်ဘာဖြစ်လဲဘုရားပြောက်နေတယ်ဘုရားဗာမန်းကိုမသိဥပုံတွေ့ဘုရားမှတ်ဟင်ရုပ်ထုထူထားတာတွေ့ရင်ဘုရားမှတ်အဲ့တော့ဘုရားဆိုတဲ့ဂုံပုံးနဲ့ညီတဲ့ရုပ်ထုလားမဟုတ်လားဟုတ်လားလဲဒါလဲမသိတော့ရှင်းတော့အဲ့တော့ပုံသဏ္ဍာန်လေးတူရင်ကိုဒါဘုရားမပြောရဲမဆိုရဲမထီရဲမကိုင်းရဲအဲ့တွေ့ရခိုင်ကြတော့နေကြတာလည်းမလို့တိရပုဆရာတော်ဘုရားကြီးအိန္ဒိယဘုရားဘုသွားတော့ဟေးနေလို့တွေ့တာထိုင်မကြောကြနဲ့ဦးနော်သိချာကြည့်ကြအောင်ပြောတာဒီဘုရားရုပ်ထုဖြစ်လာတာကိုကအဲ့ဒီဂျိမ်းပေါ့ရှိဝကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကသူတို့ကိုးကွယ်မဲ့လူမရှိတော့ပူဇော်မဲ့လူမရှိတော့အချောင်ရမဲ့သာသနာတော်တော်တွေကိုအချောင်ဝင်လာကြီးညိုလို့မဟုတ်အဲ့တော့သာသနာဘောင်တွေကိုတရားတရားနဲ့ဝင်လာတာမဟုတ်တော့ရောက်တယ်ဆိုရင်ပဲသူတို့လှုပ်เสียကြိုက်เสียအလုပ်ကမရှိတော့သူတို့တတ်တဲ့အလုပ်ပဲရှောက်လုပ်ပြီးရုပ်ထုထထု
အဲ့တော့ဒီရုပ်ပွားတော့ကိုးကွယ်တဲ့ဝါဒကိုကဘုရားပြိဋိဘံစံပြီးတော့အိန္ဒိယမှာသာသနာကွယ်မဲ့အချိန်နှစ်900ပတ်ဝန်းကျင်ကြမှာစကိုးကွယ်လာရှင်းလားအဲ့တော့ရုပ်ထုပေါ်လာကြတဲ့ကဘုရားပြောက်သွားဟောဘာလဲရုပ်ထုပေါ်ကြတဲ့ကဘုရားပြောက်သွားဘာလို့ဘုရားရှင်ရဲ့ဂုဏ်တော်တွေပြောက်ကုန်ဟုတ်ပြီနော်အခုမာမီဝနာမပေးထားတဲ့ဘုရားတွေသွားကြည့်ဆူတောင်းပြီးအဲ့ဒါအောက်တက်ဆုံးအရင်ကြီးဆုံးဒါမှမဟုတ်လာဘသိတိဘယသိတိလာဘမုန်နီအမလေးဗျာဘုရားနာမည်တွေကိုအကုန်ကျွန်းထုံးမောက်ကုန်ဖြစ်ကုန်အဲ့ဒါဘုရားနဲ့ဘာမှကိုမဆိုင်ဘူးဘုရားကလာဘသိတိဘုရားမင်းတို့လက်ပေါ်အောင်ငါလှုပ်ပေးမယ်လို့ပြောသလားပြောပါဘူးဘယ်သောခါမှလည်းပြောလိမ့်မယ်မဟုတ်ရှင်းလားရှင်သေဝလိလက်ပေါ်တာဘာကြောင့်လဲအတိတ်ကလိုလေသေးမရှိအောင်လှူခဲ့တဲ့အလှူကြောင့်လိုတာရတာသူများလိုတာအကုန်ဖြည့်ပေးလို့ကိုလိုတာအကုန်ရတာခင်ဗျားတို့ကဘယ်သူဘာဖြည့်ဘူးလို့လဲဒါမေးုံပဲပေါ့ရှင်းလားခုခင်ဗျားတို့ကကိုကျိုးစွန့်ပြီးအများအတွက်ပါဆိုရင်ရဲရဲနဲ့တတ္တိဒီမှာတတ္တိရှိလုံနေတဲ့ဘုန်းကြီးတောင်ကိုကြီးကိုနဲ့ဘာမှလည်းဆိုင်တော့မနေတာလို့နေစားဆန်တော့သူများဆန်တော့ကိုကခံမှာဟမ်တော်လိုက်တဲ့မြန်မာလေနော်ကိုအတွက်ကိုအပေါ်ပဲလက်နဲ့မှမခံနိုင်ဘူးရှင်းလားဘယ်တော့မှလွတ်လပ်ခြင်းကြီးပွားခြင်းအောင်မြင်ခြင်းဆိုတာမရနိုင်ရှင်းလားအဲ့တော့ဘုရားကိုးကွယ်တာတို့ရုပ်ထုကိုးကွယ်တာလားမဟုတ်ပါဘူးခုနပြောတဲ့လာဘမုနိဘုရားမုနိသိတိဘာဖြစ်တဲ့သိတိအောင်မဟိတိအောင်ဆိုတာလေကိုးကွယ်တာလားအဲ့ဒီအောင်ဆိုတာလေအလိုလိုအောင်မလားကိုယ့်အကိုကြိုးစားမှအောင်မလားတို့ဘုရားရဲ့တခွန်းသောစကားကအတ္တာဟိအတ္တနောနာထောဘုသူကိုဘုသူအာကိုကိုအာကိုတဲ့အဲ့နောက်က break အုပ်ပေးထားတယ်ကိုအာကိုဆိုရမ်းလုတ်ကုန်မှာဆိုလို့တတိတံပါကံစနေတိဘယ်လိုအကျိုးပေးမလဲတူသောအကျိုးပေးနိုင်မယ်ဘယ်လိုအကျိုးပေးမလဲကိုအာကိုလှုပ်ကြကွဘယ်လိုအကျိုးပေးမလဲရှင်းလိုက်အဲ့တော့ဘုရားက तू ကအလုံးစုံခင်ဗျားတို့အကုန်အုံဖွက်ဆိုလုပ်ပေးမှလားကိုလှုပ်ယူဖို့လမ်းညွန်သွားတာလားအဲ့ဒီလမ်းညွန်ပေးတာနဲ့တင်ဘုရားခြေသူတို့ဆက်လို့ဟုတ်အရင်လမ်းပြောက်ခဲ့ကြရှင်းတယ်နော်တန်တရားခရီးသွားတယ်ခရီးတော်သွားနေတာပဲလမ်းပေါ်မှာတင်ဗာဖြစ်နေလမ်းပြောက်နေတာဗျအဝိဇ္ဇာပစ္စယသင်္ခါရအဲ့ဒါရမ်းပြောက်လို့ရမ်းလောက်တာပေါ့ရှင်းသလားအဲ့ဒါသက်သေပဲလမ်းပြောက်ခဲ့တယ်ဆိုတာကျင်တယ်နော်ကောင်းပြီအဲ့တော့တပ်ပုံမှန်နေတဲ့ညတွေတို့တန်တရားမှာညာခဲ့ပြီတပ်ပုံမှားတဲ့ညဆိုတော့ခင်ဗျားတို့ကတညာတည်းမှားတယ်ထင်လိမ့်မယ်တန်တရားတစ်ခွင်လုံးမှားခဲ့ဒီနေ့အထိလဲမှားနေတော့မဲ့တရားရှိအဲ့ဒါဟမ်တန်တရားတစ်ခွင်လုံးတော့မှားတဲ့ညတွေပဲတဲ့ဒီညအထိလဲမှားနေသေးပါပဲတရားရှိတော့ကိုပဲဆုံးဖြတ်ချက်ချကြတော့ရှင်းရလားဘသူကိုဘသူအားကိုးမယ်ကိုအားကိုးမယ်ဘယ်လိုအကျိုးပေးတတ်သလဲဒါပါပဲအဲ့ဒါလေးသတိထားပြီးတော့လျှောက်ကြကောင်းပြီအဲ့တော့မနေ့ကသတ်ပုံမှားခဲ့ကြတဲ့တန်တတိအမတ်ကြီးဒါပေမဲ့အမတ်ကြီးလို့ပြောတာဒီနေရာမှာလဲဒီစာထဲမှာမှားနေတယ်လို့သူမင်္ဂလာပြောချင်ပါတယ်ဘာလို့ပြောချင်တာလို့ဆိုတော့ကောသလမင်းကြီးကနေသက်ကသဘုံတွေကိုနှိမ်နှင်းပေးခဲ့တဲ့အတွက်တိုင်းပြည်စည်းစိမ်ကို9ရက်ပေးဘာပေးတာတိုင်းပြည်စည်းစိမ်အမလေး9ရက်လုံးဘာပေးတာတိုင်းပြည်စည်းစိမ်ပေးတယ်ဆိုတော့သူ့ကိုရှင်ဘရင်ယာထူးပေးလိုက်တာပဲမင်း9ရက်နန်းဆန်းဆိုတော့အဲ့ဒါတန်တတိအမတ်လို့မခေါ်နိုင်ဘူးမဟာရာဇတန်တတိမင်းကြီးဒီအချိန်မှာရှင်းလားအဲ့ဒါကြောင့်မှားတယ်လို့ပြောတာတောင်းစေးအောင်လျှောက်ကြည့်ရင်ပြောစရာတွေတပုံကြီးပေါ့ဗျာနော်အဲ့တော့9ရက်မင်းစည်းစိမ်ကိုပေးထားတာဆုချထားတာ
ဒီလိုဘယင်မျိုးလည်းရှိတယ်နော်လောကကြားဘူးတာပြောတာနော်ဟုတ်လားခုခေတ်တော့အထိမခံပါဘူးနော်တို့ကိုခံမှာမဟုတ်ဘူးတို့ကိုနေနေတသာအပြောကိုမခံနိုင်တာလေတိုက်ကိုမခံနိုင်တာရှင်းသလားတို့ဘာမှမပါပါဘူးလေနဲ့ပြစ်တာကိုမခံနိုင်တာရှင်းသလားတို့သူတို့ဟိုကြည်စံနေမကြောက်ဖဲပြောနေရတာဒီမှာလေနဲ့တင်ပြစ်တာကိုဟိုကမခံနိုင်ရှင်းလားအဲ့ဒါလည်းကြည့်ရတော့ပြောရည်စရာကြီးပါပဲဒီပွဲကသိတော့မမြအောင်ပေါ့နော်အဲ့တော့မင်းတို့တစ်ချောင်းငါတို့တစ်ချောင်းမင်းသားတစ်ချောင်းငါသားတစ်ချောင်းဆိုရင်တော့โอเคပဲလားဂျိမ်းစ်ဘွန်လိုပဲဂျိန်းတင်းလိုပဲတနတ်တက်လက်စီပြစ်မလားရတယ်လားခဲ့ဒီလိုလည်းမဟုတ်ဘူးသူကလေနဲ့ပြစ်တာကိုဟိုမှာမှန်းနေတယ်မလွယ်ဘူးနော်။ကန်ရှိစီတော့သွားမယ်နော်။တန်တိပါပြနေလေမင်းကြီးရေချိုးဆင်းလာတယ်လို့ပြောမှသူ့ကုံပုံနဲ့ညီးမှခொနည်းစည်းစိမ်တွေခံစားခொနည်းပြည့်တဲ့နေ့မြစ်စိတ်ပါလို့ရေချိုးဆင်းလာခொနည်းတိုင်နေရောညပါမင်းစည်းစိမ်ခံဆိုတော့သူကစည်းစိမ်သက်ခန္ဓာတိုင်းပြီးအုပ်ချုပ်တဲ့လို့သူမလုပ်ဘူးအဲ့တော့မင်းစည်းစိမ်ပဲခံနေတဲ့အတွက်ခொနည်းလုံးတောက်နေလိုက်တာချင်းပေါ်မှာထွေနဲ့ဟမ်ရှင်ကြီးစီးတာတကားကြားကနေမြင်လာတဲ့သူကဆင်စည်းလာမျိုးတကားကြားကနေဘယ်သူကြွလာဘုရားကမြို့ပြင်ကနေကြွလာတဲ့ပုံရိပ်ကလေးကိုလှမ်းမြင်လာမဆိုးတော့မဆိုးဘူးမူးနေပေမဲ့ဘာမှန်းတော့သိအဲ့ဒါလေးချစ်ဖို့ကောင်းတာနော်အဲ့တော့မူးနေတယ်ဆိုပြီးစွတ်မရမ်းပါဘူးဘုရားမှန်းတော့တရားမှန်းတော့သံဃာမှန်းတော့ဟောမူးတာလူစိတ်မပြောက်သေးဘူးမမူးပဲလူစိတ်ပြောက်သွားလို့မတတ်နိုင်ရှင်းသလားဘုရားမှန်သိတယ်လက်အုပ်ကလေးချီပြီးစင်ပေါ်နေပါလို့တော့ကိုတော့ဟောဘုရားကမြင်လိုက်တော့ဘာဖြစ်လဲပြုံးအရှင်အနန္ဒမေးတယ်အရှင်ဖျားဘာလို့ပြုံးတာလဲရှားဖို့ပေါ့ကွာဟိုမကြီးလမ်းကြည့်စမ်းမမြင်လားတန်တတိမင်းကြီးဘယ်လိုပြောမှာနော်ဘယ်လိုလဲတန်တတိမင်းကြီးမြင်လားမြင်တယ်ဖျားဘာလို့လဲကြောနေတာဗျာအေးအဲ့ဒီပုဂ္ဂိုလ်ကွာသူစင်ရင်ထားတဲ့မင်းမြောက်တန်စာအဝတ်တစားတွေနဲ့ပဲညနေကြရင်ညတဲ့တရားပွဲကြသူငါစီလာလိမ့်မယ်ကွာရှစ်ဘာဒရှိတဲ့ဂါထာလေးပုဒ်နာတာနဲ့သူယဟနာဖြစ်လိမ့်မယ်ဟုတ်ကနော်ဂါထာလေးဘယ်နှပုဒ်လေးပုဒ်တဲ့အဲ့ဒီလေးပုဒ်ကလေးနာတာနဲ့ယဟနာဖြစ်လိမ့်မယ်ယဟနာဖြစ်ပြီးအဲ့ဒီနာမှာပဲလူဝတ်နဲ့အဲ့ဒီအဝတ်တစားတွေနဲ့ပဲသူပြိဋိဘံစံလိမ့်မယ်ကွာဘုရားကအသေးချိုင်းပြောချိုင်းဆိုတော့ပဝန်းကျင်ကတန်မင်ညပုထုဇဉ်ရဲ့နားနဲ့နားထောင်ကြည့်ရင်ဒါလည်းလွဲပြန်တလုံးတောင်ချဆိုင်အောင်မူပြီးတော့မင်းစည်းစိမ်ရထားတဲ့စည်းစိမ်ရစ်နေတဲ့ပုဂ္ဂိုလ်တယောက်တရားနာလာဖို့ဆိုလဲမလွယ်ပါဘူးဟမ်ရှင်းလားတရားနာဖို့လာဖို့မလွယ်သလိုပဲတရားသိဖို့ဆိုတာလဲမလွယ်ပါဘူးမဖြစ်နိုင်ပါဘူးအဲ့တော့မာပြီဒီသတ်ပုံနေတော့မာကုန်ပြီဘေးကဟတ်တွေ့ပြီရှင်ကြီးခေါရမတင်လေကြီးတယ်ကွာမိစ္ဆာဒိဋ္ဌိကဟမ်သူကပြိုင်ဘက်လုပ်နေတာဟုတ်ဗျတို့ကအတုမရှိဘုရားဆိုတာဒါလည်းကိုယ်တိုင်ကိုတွေ့မတွေ့ကြလို့တွေ့ရင်ခင်ဗျားတို့အတင်းပြောအောင်မှသိကြတယ်ရှင်းလားအဲ့တော့ဟိုမှာပြောပြီတက်မဲ့လေကြီးတာပါကွာဟိုမှာမင်းစည်းစိမ်ရထားတာ9ရက်မပြည့်သေးဘူးစည်းစိမ်ရစ်နေတဲ့မန်ဝစ်နေတဲ့ပုဂ္ဂိုလ်တယောက်သူစီဘယ်လိုလုပ်တရားနာလာမလဲနာတယ်ပဲထားအောင်ဒီလောက်မူးနေတာဘယ်တည်းတော့တာ9ရက်တောင်ချဆိုင်အောင်တော့ပြီးမူးနေတဲ့လူတယောက်ကဘယ်လိုလုပ်တရားသိမလဲဒီနေ့တော့ရှင်ကြီးကောရမလေကြီးလုံးပြီကောင်းကြီးဒီနေ့ညတော့ငါတို့အဆက်ခွဲလို့ရပြီကွာလူစုတာဟုတ်ပြီနော်တစ်ဖက်ကကြတော့လည်းပါလဲဆိုတော့တရားတရားရှိသူတွေတို့ဖျားသည်မဟုတ်မမှန်တဲ့စကားမပြောဘူးအပေါ်ဂုံလုတ်ပြီးပြောတဲ့စကားမျိုးမရှိဘူးဖျားမှာအဲ့တော့ဒါအမှန်ပြောတာပဲအဲ့တော့ဒီနေ့ဖျားတို့ဖျားရှင်ရဲ့အာနုဘောဂုံတော်ရဲ့တင့်တယ်ခြင်းတန်တတိဆိုတဲ့အမတ်ကြီးတနည်းအားဖြင့်
မင်းကြီးရဲ့တင့်တယ်ခြင်းကိုဒီနေ့ငါတို့ဖူးမြော်ခွင့်တွေးခွင့်ရတော့မယ်သာသနာတော်ရဲ့ဂုဏ်ကျေးဇူးတွေငါတို့မြင်ရတော့မယ်ဟေးလူသူတာရှင်းတယ်နော်နှစ်ဖက်လုံးအပြတ်ရဆိုင်ညနေဆောင်တော့ဘုရားကျောင်းတော်မှာစုနေပြီဟိုဘက်ပရိုဂျက်တာလူဦးဒီဘက်ပရိုဂျက်တာလူဦးပေါ့လေနော်အသီးသီးညနေဆောင်ကလေးကနေရာလူနေကြပြီနော်ဘာလို့ကြတော့ဆိုတော့သူတို့ဒီနေ့ထူးခြားတဲ့ပွဲကြီးတစ်ပွဲမြင်ရတော့ရှင်းလားအဲ့ဒါနဲ့စုနေတဲ့အချိန်တန်တိမကြီးကဒီလိုပါပဲရေသွားချိုးဘုရားမန်းသိကြောပြီးဆိုတော့သူထူရေချိုးပြီးမင်းမြောက်တန်စာဝတ်စားတွေအကုန်လုံးဝတ်ပြီးတော့သူကျင်းပနေတဲ့စီးစိမ်ခံစားရနေရပေါ့လေခမကြီးအလယ်မှာထိုင်ပြီးတော့သေရီအိုငဲ့တော့သူအကြိုက်ဆုံးမင်းသမီးလေးတယောက်ရှင်မင်းနာကတောင်းထားတယ်ဘယင်ကလည်းပေးထားတယ်ဆုတော်လက်တော်ဆိုတော့9ရက်တိုင်ဒီမင်းသမီးကလည်းကဖြတ်ဖြော်ပြရအဲ့တော့အမကြီးအစင်းသင်းဖြစ်ပြီးဆိုမင်းသမီးကလည်းအာရေမိုးချိုဖီးလိမ့်ပြီးတော့ဒါအစင်းသင်းပေါ့လေအမကြီးဘယင်ကြီးစိတ်တိုင်းကြအောင်ဖြော်ပြမယ်ကပွဲသပင်အလင်ကောင်ဝင်လာပြီးတော့ကဖို့ပြဖို့သချင်းလေးပါလေးစပြီးဏိဒန်းလေးပါလေးပြိုးပေါ့လေအစိုးအငိုလေးနဲ့စလိုက်တဲ့အချိန်ဖြစ်ရှင်တော့ဒီမင်းသမီးကဒီဘယင်ကြီးကိုခုယာယီပေါ့လေ9ရက်နန်းဆန်ဘယင်ကြီးကိုဖြော်ပြဖို့အစွမ်းကုန်မင်းကြီးကလည်းအမတန်နှစ်သက်တာနဲ့အလှဆုံးဖြစ်အောင်သူပြင်ထားတော့9ရက်တိုင်သူအစားကိုချိုးချန်ထားတယ်ဘော်ဒီမှာအစီတက်လာမှာဆိုလို့ဟုတ်ပြီနော်အဲ့ဒါပဲတို့စောစားတဲ့ကဆင်ကျင်ရတာပရိသင်္ခါယောနိတော်ဟောဒီဆုံးကိုစားတဲ့အခါမှာတဲ့တော့ဆင်ကျင်ပုံလေးကသိလာတယ်ကျွန်းသမားကကြည်တဲ့ကဲ့သို့ခန္ဓာကိုယ်လှပပြည့်ဖြိုးအောင်စားတာမဟုတ်ပါဘူးပိဏဗတံပရိသေဝမိဆိုပြီးတော့ဒါဆင်ကျင်ရတာလေဒေဝတဝါယနဗဒာယနမန္တနာယဆိုပြီးတော့ရှိပါသေးတော့ဆင်ကျင်တဲ့နေရာမှာအဲ့ဒီအပိုက်ကလေးပါလေကျွန်းသမားကကြည်တဲ့တို့ကွဲ့လို့ခန္ဓာကိုယ်လှပပြည့်ဖြိုးအောင်စားတာမဟုတ်ဘူးဘုရားသာသနာကျင့်နှပြဘူးသာသနာအလုပ်တွေလုပ်နိုင်ဖို့စားတာတဲ့အဲ့ဒါလိုဆင်ကျင်ပြီးစားဆင်ကျင်ပြီးလဲစားလုပ်လဲလုပ်ပေါ့လေဆင်ကျင်ပြီးတော့စားတယ်ပြီးစားပြီးအိမ်ဒီဘိက္ခုကြီးလုပ်ရင်တော့သိဟံမရရှင်းလားအဲ့ဒီမှာအစားကိုချိုးကြံထားရတဲ့ခန္ဓာကိုယ်အလှပြက်မှာဆိုလို့9ရက်တိုင်ဆိုတော့ကပြတာကပင်ပန်းလိုအပ်တဲ့အာဟာရကမပြည့်တော့မင်းသမီးပါပြည့်လဲဆိုတချင်းအဆိုအစလိုက်မှာပဲလေသင်တုံးစဟုတ်ပြီနော်လေသင်တုံးလို့ခေါ်ရတာလဲခေါ်လိုက်တယ်သူကသင်တုံးဓာတ်လို့အမ်တန်ထက်ပြီးတော့စူးစူးရှရှခန္ဓာကိုယ်တွေကိုမွေးတော့ဒီလေသင်တုံးကဘာလို့သွားလဲဆိုမင်းသမီးရဲ့နှလုံးကိုခွဲသွားဘာကိုခွဲသွားနှလုံးကိုတင်တုံးသားကဲသို့ဖြတ်ချလိုက်တော့နှလုံးကွဲသွားနှလုံးကွဲတယ်ဆိုရင်ပဲဒါသက်တောင့်သက်သာသေးရမလားမချိမဆန့်သေးရရှားတွေထွက်မျက်လုံးတွေပြူးအဲ့ဒါလေးလည်းသတိပေးခြင်းခင်ဗျားတို့ကလေမနေ့ကမြင်ရတာအကောင်းကြီးမူးတယ်ဆိုပြီးတည်သွားတာညနေတည်ပြီတဲ့ဘလီသူတို့မြန်ဘာမှမခံစားနိုင်ဘူးအဲ့လိုလေးတည်တာဖြစ်သိခြင်းပါတချို့ကဒါလာသေးတာအကောင်းကြီးအရှင်လက်လက်ကနေဗျက်ခနဲသေးတယ်ဆိုကြတဲ့ကရင်သူသက်တောင့်သက်သာသေးရမလားမချိမဆန့်သေးရမှာအင်းကြီးတစ်လုံးအချိန်နဲ့ပြေးနေတာထိုးရအောင်လုပ်ကြည့်လေရှင်းလားအဲ့ဒါကိုလူတွေများဒီတော်တော်များများကြားရတယ်နားထဲမှာလေသူတို့အတွက်ကိုအတော်တနာစရာကောင်းနေတယ်မလို့ရှင်ဖျားမူးတယ်ဆိုပြီးအိတ်ကလေးမောအဲ့လေလားသေသွားရောဘာမှထူးထူးမဆန်းဆန်းမခံနိုင်အောင်တပည့်တော်အဲ့လိုလေးဖြစ်သိခြင်းမသိခြင်းရင်သူနဲ့အတူတူတဲအိုးသွားရှင်းလားမချိမဆန့်ဖြစ်ပြီဆိုမှအမလေးဆိုကြတဲ့အမလေးဆိုတာကဒေါသဒေါကပရိဒေဝဒုက္ခဒေါမနတအတန်နေမထွက်ဘူးလားဒေါသဥစည်းပြီးသိရင်ငရဲတန်းနေတာပဲအဲ့တော့မင်းသမီးလည်းခင်ဗျားတို့အဲ့ဒီမင်းသမီးလည်းသိလာကြည့်ခြင်းပလာဒဆိုတဲ့ငရဲမှာအဲ့ဒါသပင်တဲ့ငရဲမှာရှိ
ကနေလေရဲ့ဟိုမှာလေရှင်းလားဒါတော့ကိုရီးယားမင်းသမီးကြွေးကျင်တယ်ဆိုလဲလိုက်ကြပေါ့ရှင်းလားသဘောကောပေါက်သလားသွားပြီအဲ့တော့အဲ့ဒီမင်းသမီးတော့နှလုံးကွဲပြီးသေပွဲဝင်တော့ရှာတစ်လက်မျက်လုံးကြီးပြူးပြီးတော့ပဲလက်လံဖြတ်ခနဲ့အယုတ်ကျိုးပြကျသွားတော့ဒီမင်းသမီးကိုဒီဘယင်ကအမတန်ချစ်တာတန်တတိယလေအမတန်ချစ်အမတန်မြတ်လို့တဲ့မင်းသမီးဆိုဟဲငါသမီးမမင်းသမီးဘာဖြစ်လဲကြည့်ကြတာသွားဟိုမှာလဲသွားတယ်တရုတ်ဆောင်တာလားအဟုတ်လဲတာလားကြည့်ကြတာဆိုတော့အရှင်ဘုရားကြည့်တဲ့လူတွေကချက်ချင်းအကြောင်းပြန်လဲချုပ်သွားပြီမလုပ်တော့စာရဲပါတဲ့အတိုင်းပြောတာချုပ်သွားပြီမြန်မာလူပြောတော့သေသွားပြီဟမ်ဝိညာဉ်ချုပ်သွားမလုပ်သွားလဲဝိညာဉ်ချုပ်သွားတာဝိညာဉ်ပြောင်းသွားတာကူးသွားတာလားမဟုတ်ဘူးဘာလို့သွားလဲချုပ်သွားတာဒီဘဝဒီကဏဒီတကဏချုပ်သွားပြီဆိုတော့လမ်းပြန်သွားတယ်ဟမ်မင်းသမီးဘာဖြစ်လဲသေပြီဟာစီးစိမ်ခံစားမလို့လွဲပြန်ပြီတပ်ပုံမာပြန်ပြီဒီနေ့ညအပြေအဝခံစားမလို့ကဘလို့ဖြစ်တယ်လဲသေပြီဆိုတော့စဆိုအမတ်ကြီးဟာတောက်ထားတာဘယ်နည်းရလဲမနေ့ကဘုရားဖူးတော့တောင်းမိုးနေတာအခုလည်းသူရှိမှာရက်ခွက်သောက်ရက်ပဲဒါပေမဲ့လေစားထဲမှာရေးထားတာတံပြင်းရဲရဲနီးပြီးပူးနေတဲ့တံပြင်းပေါ်ကိုရေတစ်ပေါက်ချလိုက်တော့ရှင်းဆိုပြီးပျောက်သွားသလိုမူးတာအကုန်ရောအဲမူးတဲ့လူတွေသိအဲ့ဒါသက်သက်မဲ့မူးခြင်းလို့ကိုမူးနေတာရေကြောင့်မူးတာမဟုတ်ဘူးမူးခြင်းလို့မူးတာရှင်းအဟုတ်ဒီမှာတကယ်အန္တရာယ်ရန်ဆိုသူစိတ်တောကရောက်မှနဲ့သွားတွေ့တော့မူးနိုင်သေးလားတောက်9ရက်မဟုတ်ဘူး9လတောက်9နှစ်တောက်မင်းတကယ်တောကမရောက်သေးလို့မူးနေတာရှင်းလားအဲ့တော့အမှုတိကတော့တရားပွဲထဲမှာရှင်းနေကြာနေမှာဆိုလို့သိကျင်သူမင်္ဂလာစီလာမေးလိုက်အချိန်မျိုးကျွမ်းနေတာသဘောပါသလားတကယ်ချင်းနေနဲ့ကြောင်းတက်တော့ကဘိန်းစားတွေဟုတ်လားဆေးလေးတွေမိန်တောက်ပြီးမိန်ဒီကောင်လေးဘာလုပ်နေကြဆေးတောက်ပြီးမိန်ပြန်လာကွာငါတောက်ကြည့်တရားအယက်သမားသူတို့ဆေးသမားတူတာမဟုတ်ဘူးယူတတ်ပုံချင်းကိုမတူအဲ့တော့သူတို့ဆေးတွေတောက်ချင်တဲ့လောက်တောက်တရားလန်းလန်းဆဆမယ်ဟာမင်းတော့မမိန်ဘူးလားမိန်ကိုမမိန်ဘူးတောက်ချင်တဲ့လောက်တော့နောက်ဆုံးတော့အိပ်ပျော်သွားရောသူတို့မိန်တာကိုမှမလုပ်တတ်ဘူးနော်အဲ့တော့စိတ်ကဆောင်းနေတာစိတ်တေနာနေယတိလောကကြီးကိုဘယ်သူဆောင်လဲစိတ်ကဆောင်တယ်အဲ့ဒါတောက်နေတဲ့လူလည်းသူတို့မသိလို့မဟုတ်ဘူးအရက်တောက်တာကောင်းသလားဆိုးသလားကုသိုလ်လားအကုသိုလ်လားသိတဲ့အရက်သမားတွေသွားမေးကြည့်ပိဋက3ပုံအကုန်ရသူတို့ဟမ်မသိမဲနဲ့တောက်နေတာမဟုတ်ဘူးသိရတောက်နေတာသက်သက်ကိုတဲဟိုးသွားခြင်းလို့လွတ်တတ်ထားလိုက်ရှင်းလားသူ့ဘဝသူအရှုံးခံပြီးသူ့ဟာသူလှုပ်တာသူ့သဘောနဲ့သူပဲပေါ့ရှင်းသလားခု9ရက်တောက်ထားတာမင်းသမီးဆိုပြီးဆိုတဲ့မင်းသမီးသေပြီးဆိုတဲ့ဟိုင်းရှိတော့ဘာမရှိလားမိုးတာမရှိတော့ရှင်းလားအဲ့ဒါမှသောကပူဆွေးမှုတွေပြင်းထန်လာပြီးတော့အမကြီးအဲ့ဒီနားတွေငိုတယ်ဘရင်ကဲကြပါဦးငါသမီးရှင်အောင်လုပ်ပေးကြပြောရင်းနဲ့သူတတိယဘေးကလည်းအကုန်ဝိုင်းဖြောင်းပြဆိုတော့အဲ့နားမှာသူ့ထက်ကြီးတဲ့လူမရှိဘူးဒီချိန်မှာသူဘာယာတူးရတာဘယင်ယာတူးရတာသူ့ထက်ကြီးတဲ့လူမရှိဘူးဆိုဘယ်သူဖြောင်းပြလို့မှမရဘူးဟုတ်ပြီနော်ဘယ်သူမှဖြောင်းပြလို့မရတော့သူ့ကိုဖြောင်းပြနိုင်စွမ်းရှိတဲ့လူလည်းဒီပတ်ဝန်းကျင်မှာမရှိဘူးအဲ့ဒါဘယ်သူတွေဘာပြောသူအရေးမလို့ဘူးအဲ့ဒီမှာဖြားဆိုတတိယလာဟာငါမနဲ့ကလာပြီဗုဒ္ဓဂုဏ်ကျေးဇူးတွေကဒီလိုရှိတယ်ရှင်းသလားငါမနဲ့ကဖျားဖူးလိုက်တယ်လောကမှာအတူမရှိကိုတော်ကြီးရှိနေတာငါဘသူအကုန်းနေကြလို့လဲဟဲ့လေပြင်းစင်သွားမယ်ဘသူစီသွားရှင်းသလားအာကိုလိုက်ပုံကဟမ်
ငါသောကတွေကိုဖြေပြောင်းအောင်လုပ်ပေးနိုင်တာဘယ်သူပဲရှိလဲဘုရားပဲရှိတယ်တဲ့ကဲမင်းသမီးလောင်းလဲရှိသေးတော့သွားမယ်ဘုရားစီသွားလဲရောက်နေပါပြီဘုရားပွဲတဲ့ဟုတ်အဲ့ဓမ္မသမီးလည်းရောက်လာတော့မင်းကြီးကြွလာတယ်ခုချိန်မှာလောလောလတ်လတ်မင်းကြီးဖြစ်တဲ့အတွက်တရားနာပရိသတ်တွေအကုန်ဖယ်ပေးရှေ့ဆုံးသူရောက်လာပြီဘုရားကြာကြာနာထိုင်ကြတော့ဘုရားကအမကြီးတဲ့တန်တတိမဟာရဇမင်းကြီးပေါ့လေခုလောလောဆယ်ဘာကိစ္စနဲ့လာတယ်လဲအရှင်ဘုရားတပည့်တော်ကိုကယ်ပါအောင်ဘုရားပါတယ်လေတပည့်တော်ကိုကယ်ပါအောင်ဘုရားတဲ့တပည့်တော်အခုစည်းစိမ်လေးခံစား9ရက်မနေ့ပြန်ဒီစည်းစိမ်ပြန်ဆွမ်းရမှာပါတဲ့လောလောဆယ်တပည့်တော်ခံစားစံစားနေတဲ့တပည့်တော်အနှစ်သက်ဆုံးအမြတ်နိုးဆုံးမင်းသမီးလေးကာရင်ပြရင်သေသွားပြီဖေတပည့်တော်ကယ်ပါအောင်တဲ့ဆိုတော့မျက်ရည်တွေဆက်လက်နဲ့ရှောက်တယ်ယောက်ျားတန်မဲ့ပေါ့လေအဲ့တော့ဘုရားဘာပြောလဲဆိုတော့မင်းကြီးမင်းငိုလို့အားမရသေးဘူးလားဗါလဲအမကြီးอ่ะသူငိုတာမှအခုမှသေးလို့အခုမှငိုရတာအဲ့ဒါဘုရားပြောတယ်ဗါလဲငိုလို့အားမရသေးဘူးလားဆိုမျက်ရည်တွေသုတ်ပြန်မော့ကြည့်စာရဲတော့အဲ့လိုမပါဘူးနော်သရုပ်ပါအောင်ပြောရတာဟုတ်လားဒါကြောင့်တော့စင်ကြီးလဲမဲ့လူတွေပြောတခါတကပါလှုပ်ထားတာအဲ့တော့စင်ကြီးလဲခြင်းလဲပြန်တော်မမူခင်ကလာခဲ့ကြပေါ့နော်ပြန်တော်မူသွားမှတော့ကြိုးကြိုးမလုပ်နဲ့တို့လည်းမတတ်နိုင်အဲ့တော့မော့ကြည့်မျက်ရည်တုပ်အော်သွားရှင်ဗျာရှင်းပါဦးဗျာဘယ်လိုအမိန့်ရှိလိုက်ပါသလဲဗျာငိုလို့အားမရသေးဘူးလားမင်းကြီးမမအဲ့ဒါတပည့်တော်သိကျင်ပါလေဗျာအဲ့ဒီမင်းသမီးတယောက်ထဲမင်းမျက်နှိုးပြီးတော့နှစ်သက်လို့ယခုလိုသေပြီးငိုရတဲ့မျက်ရည်ဟာသမုဒ္ဒရာ၄စင်မကတော့ဘူးတဲ့ဒီတယောက်ထဲအတွက်ငိုတာရှင်းနော်မင်းဒီမင်းသမီးတယောက်ထဲအတွက်နဲ့မင်းငိုခဲ့ရတဲ့မျက်ရည်ဟာသမုဒ္ဒရာ၄စင်မကတော့ဘူးအဲ့ဒါကြောင့်မင်းငိုလို့အားမရသေးဘူးလားလို့ပြောတာရှင်းလားခုခင်ဗျားတို့ဒီလူတွေဒီသားတွေဒီသမီးတွေဒီပစ္စည်းတွေဒီလင်ဒီမယားတွေခုမှတွေ့တယ်ထင်သလားသူတို့အတွက်ကြားခဲ့တဲ့မျက်ရည်ဟာသမုဒ္ဒရာ၄စင်မကဘူးတဲ့၄စင်ဆိုတာအခုခင်ဗျားတို့ပဂရိမျက်စိနဲ့မြင်နေရတဲ့ကဘာကြီးမှရှိနေတဲ့ပစိဖိတ်တို့အာတိတ်တို့ဒီလိုသမုဒ္ဒရာလောက်ပြောတာမဟုတ်ဘူးလေချွန်းတမြင့်မို့မဟာသမုဒ္ဒရာကြီး၄စင်ရှင်းလားအနဲ့ယူဇနာပေါင်း8400နော်ဘယ်လောက်ရှိလဲယူဇနာတယူဇနာ73မိုင်နဲ့ကိုယ့်ကိုအိမ်ရောက်မြောက်ကြည့်အဲ့ဒီတော့သမုဒ္ဒရာရေဘယ်လောက်လဲ၄စင်မကငိုခဲ့ပြီးပြီဆက်ငိုကြအောင်မလားအားပြောလိုက်တာအတန်ကွာငိုတန်ပါနေခဲ့တတန်စရာလုံးတပ်ပုံတွေကခုချိန်ရှိလဲမတော်လို့ပြောတာအဲ့ဒါပေါ့ဗျာခင်ဗျားတို့အတန်ကွာငိုတန်ပါနေတယ်ဆက်ငိုအောင်မလားလောက်ဆမ်းမှာရေသူ့မင်္ဂလာနဲ့ဆိုဒီလိုလုပ်ပလိုက်ရှင်းလားဆက်ငိုကြအောင်မလားတင်းတိမ်လေးမတင်းတိမ်လေးရက်ချိန်တန်မတန်ဆက်ငိုစရာအကြောင်းရှိသေးလားဒင်းတို့အတွက်ငိုခွဲရတာသမုဒ္ဒရာ၄စင်တော်ပြီกว่าဒီနေ့ရစပြီမျက်ရည်သိမ့်မဲ့ညရှင်းသလားဒီနေ့ဘာလုပ်မလဲမျက်ရည်သိမ့်မဲ့ညတပ်ပုံတွေမှန်သွားမယ်ရှင်းကလားမင်းကြီးတဲ့နားထောင်အတိတ်ကမင်းသူ့အတွက်ငိုဆွေးပူဆွေးငိုကြွေးခဲ့ရတာသမုဒ္ဒရာ၄စင်ဒီတော့မင်းကြီးတဲ့အတိတ်ကဖြစ်လာတဲ့သောကပရိဒေဝတွေကိုလည်းပြန်လဲပူဆွေးမနေနဲ့တော့ရပ်တော့အတိတ်ကပူဆွေးခြင်းတွေကိုလည်းမင်းဖြတ်တောက်သင့်ပြီဗါလဲပုပ္ပေရှေးကာလကဖြစ်ခဲ့တယ်သောကပရိဒေဝ
ပူဆွေးခြင်းငိုကြွေးခြင်းတွေကိုကိဉ္စနံမင်းဟာဒီအချိန်မှာဝိသောဒေတိဖြတ်သိမ့်ပြီဟမ်အတိတ်ကပူဆွေးခြင်းတွေကိုဖြတ်သိမ့်ပြီအခုခင်ဗျားတို့တော့ဖြတ်ပါလို့ပြောတာဟိုလမ်းကြောင်းလွဲတဲ့ဦးကြောင်ကြားဆရာတွေနဲ့တွေ့တော့ပဋ္ဌာန်းဆက်တိုက်ဆက်ငိုးကိုငိုခြင်းသားရှင်းသလားအကြောင်းကျိုးဆက်ကလေးတွေလေးရှင်းရရည်ဆက်ပါတော့အမေသိချင်းတို့သိချင်းတို့ရှင်းသလားဘုရားဆက်ခိုင်းတာလားဖြတ်ခိုင်းတာလားဘုရားတို့ကအကုန်ဆက်ရှင်းလားဆက်နေလို့ကျေးဇူးများသလားအေးအဲ့လိုဆက်ချင်းစကြကျေးဇူးဒီနေ့တရားပွဲထဲမှာဒီမှာတိတိကျကျပြောလိုက်ဟောလို့တရားပွဲကိုတပြိုင်တည်းတစုတည်းတပွင့်တည်းအနေနဲ့အမျိုးမျိုးအရွာရွာကလူတွေစုံပြီးတော့ရောက်မလာကြဘူးလားဟောဒီတပြိုင်တည်းနာနေတဲ့ပိဋကအားလုံးဒီတကံနဲ့တစ်ချိန်ကတပြိုင်တည်းလှုပ်ခဲ့ဘူးတဲ့ကံတွေရှိတယ်အတူပြုခဲ့ဘူးတဲ့ကံကြောင့်အတူတရားနာခွင့်ရှင်းသဘောပေါက်သလားဒါဖြင့်ဒီလူတွေမှာအကြောင်းအကျိုးရည်စက်တွေရှိမရှိဟဲ့တသိန်းနေလားဆွေမျိုးတွေကြီးထိုင်နေတာလားအဲ့ဒီဆွေမျိုးအလုံးတော့သာငိုရရင်တော့ရှင်းလားသဘောပေါက်သလားတယောက်အတွက်ငိုရတာကိုကသမုဒ္ဒရာ၄စင်းဆက်ငိုကြအောင်မလားမျက်ရည်သိမ့်မဲ့ရှင်းသလားမင်းကြီးအတိတ်ကပူဆွေးမှုတွေဖြတ်တော့ဟုတ်ပြီနော်အနာဂတ်အတွက်လည်းမင်းကြံပြီးပူးမနေနဲ့ဗါလဲရှေ့ဘယ်လိုလုပ်ရမလဲမင်းမရှိငါဘယ်သူနဲ့နေရမလဲဟမ်ကျိုးတာတွေမလာဘူးလားအဲ့ဒီငိုတန်လေးကြားရတာကသိတိပဲမရှိဘူးနော်တော်မရှိရင်ကျုပ်ကဘယ်သူနဲ့ဟုတ်ကဲ့သူ့အတွက်ပူတာလားကိုယ့်အတွက်ပူတာဘိုးကသေသွားတဲ့လူမလို့မို့ထပြီးတော့တောင်ထိုးပလိုက်လို့ကောင်းမင်းပူနေတာငါအတွက်ကိုမပါရှင်းသလားအယောက်ျားကြီးရတယ်ငိုတာမင်းမရှိငါမနေတတ်ဘူးတဲ့ဟုတ်တာပေါ့မင်းမရှိလို့မနေတတ်တော့နောက်တစ်ယောက်ရှာသဘောပါလားအဲ့ဒါအဟုတ်လို့ပြီးတော့တခါတည်းငိုကြွေးလို့မဆုံးနိုင်ပူဆွေးလို့မဆုံးနိုင်ရှေ့ရေးအတွက်ပူပန်လို့မဆုံးနိုင်မြတ်သလားရှုံးသလားဘာများအနှစ်သာရရှိလဲဘာမှအနှစ်သာရမရှိဘူးခင်ဗျားတို့တွေ့တော့သာလွမ်းအောင်ချွဲနေတာကွယ်တော့ရှင်းရလားအဲ့ဒါငါယောက်ျားတော့မပါတော့ပါဘူးဒီလိုများဆိုကျင်သေးလားတပည့်တော်တခါကြီးတော့မပါဘူးလို့များဘယ်သူအာမခံနိုင်တော့မခံနိုင်တဲ့တခါကြီးတွေတပည့်တော်မိမတော့မပါတော့ပါဘူးလို့ရှင်းသလားအောင်မလေးဟဲ့တချို့ကသိသစ္စာရှိတာဗျာအေးငါဥပမာပေးမယ်ကွာပေါ်ဦးနဲ့ဘိုးတော်ဥဝိုင်းလိုပဲဆိုင်တယ်ငုတ်တော့အဲ့တော့ငါကြော်တွေပါလေကျွတ်နဲ့စားပေါ်ဦးဟဲကောင်တွေးလားငါကြောင်ကြီးကသိလိမ့်မာတာကွာဒီမှာငါကြော်တွေပါလေတဲ့စားတော့လုံးမှမတော့သိငြိမ်သက်တာကြည့်လားမကြွေးမကြွေးမစားဘူးတဲ့ဒီကောင်မှန်ပါဗျာအကြိုက်မတွေ့သေးလို့ပါဗါလဲကြိုက်မတွေ့သေးလို့ပါအဲ့ဒါခင်ဗျားတို့အဟုတ်ထင်နေတာလေဘောဦးမင်းတော်စကားကတ်တကောင်ပါကွာချတယ်မင်းကသက်သိပြရင်ပြမပြရင်မင်းနဲ့ငါနဲ့တွေ့ပဲမှန်လားမဗျာမပူပါနဲ့နောက်တနေ့ရွှေအုပ်ကလေးနဲ့နော်ဆောအုပ်ကလေးနဲ့ဒါလည်းထည့်လာရှင်မင်းပွဲတော်တေကနေကြမှာရောမင်းကြီးသင်မင်းကြီးတို့ပွဲတော်အုပ်အမေဘောဦးဒီနေ့ထူးထူးခြားခြားမတော်လိုက်ဓမ္မဗျာမေရကြောင်ကြီးကငုတ်တော့နော်အလင်ကောင်ရှာရွှေအုပ်ဘောဦးကိုယ်တိုင်ကတ်တာဆိုတော့ဘာတွေမသိဘူးအဲ့ဒါဖွင့်လိုက်တာကြွက်ကလေးတွေ၃កောင်ဖွင့်လာဟာဘေးရထိုင်နေတဲ့ကြောင်ကြီးဘာဖြစ်တော့ဝုံတိုင်ကျဲပြီးတော့ဆုံးတော်ပွဲတွေရောပွဲတော်အုပ်တွေရောအကုန်ချကုန်ပြီးရှင်ဗျာမျက်စာပြည့်တဲ့ဘေးရတဲ့ရှင်မင်းကြီးဘယ်နဲ့ရှိသေးဟမ်အဲ့တော့ငိုကြတန်နေထင်ရင်ငိုလိုက်ကြရှင်းလားသဘောမပေါက်သလားအေးဘာလို့ဇလန်းစကလေးကလေတို့ဟာမင်းကလွဲပြီးဘယ်သူမှ
အဲ့ဒီစကားကိုကစလိမ့်တာပဲရှင်းလားလောကမှာခင်ဗျားတို့ကျတို့အလိမ်ဆုံးအချိန်မှတ်မိလားဘယ်အချိန်တော့သမီးစားထားတဲ့အချိန်အလိမ်ဆုံးပဲရှင်းလားမဟုတ်တာလေးကြီးကြောက်ပြောတာဒုံဝန်ကျယ်တွေလည်းအငြိမ်မနေရဘူးတပ်ပုံမာတဲ့ညာများလာပြီနော်တပ်ပုံမှားလို့ငိုပွဲဆင်ရတာမင်းကြီးဒီတက္ကမအတွက်မင်းငိုခဲ့ရတဲ့မျက်ရည်ဟာသဘောတရား40တာတယောက်တည်းရှိသေးတယ်ရှင်းသလားမင်းငိုလို့မဝသေးဘူးလားမေးလိုက်အဲ့ဒီမှာမင်းကြီးတတိလေလာတဲ့ချိန်ကြမှာသေမင်းကြီးအတိတ်ကတော့ကတွေလည်းဖြတ်ပါလာမဲ့အနာဂတ်ကိုလည်းတွေးပြီးဘူးမနေပါနဲ့ပြစ္ဆုတ်ပံကိုလည်းစွဲမယူနဲ့စာပြီဂါထာ၄ဂါထာအဲ့ဒါပဲပြစ္ဆုတ်ပံကိုလည်းဗါလဲစွဲမယူနဲ့တဲ့အခုတော့အခုတော်တို့မှာပြစ္ဆုတ်ပံမှာမြင်ကြားနံထိတွေ့နေရတာတွေမရှိဘူးလားကဲမနေ့ကပြောခဲ့တယ်နော်မျက်စိနဲ့ဆင်းနဲ့တိုက်ပါစိတ်ပေါ့နားနဲ့အသံနဲ့တိုက်တော့ကြားစိတ်ကလေးတွေလည်းဖြစ်ပြီးရင်မြင်စိတ်ကလေးတွေလည်းဖြစ်ပြီးရင်အဲ့ဒါငါမြင်တာလားသူမြင်တာလားမြင်တတ်တဲ့သဘောကမြင်တာလားငါကြားတာလားသူကြားတာလားကြားရတဲ့သဘောကကြားတာလားအဲ့ဒီကြားတဲ့ထဲမှာငါပါသလားငါဥစ္စာရောငါသားကသမီးရောကဲမျက်စိကကိုသားလေးမြင်တယ်ဘာမြင်လဲဘာမြင်လဲငါသားကအဆင်းလားမျက်စိထဲဝင်လာတာသားဝင်လာတာလားအဆင်းဝင်လာအဲ့ဒီဆင်းကိုဘယ်သူသားမှတ်ငါသားငိုရအောင်မယ်ရှင်းလားငါသားမှတ်ရင်ငါမယားမှတ်ရင်ငါသမီးလို့ဆိုရင်ငါပစ္စည်းလို့ဆိုရင်ပြစ္ဆုတ်ပံကိုလဲစွဲမယူနဲ့တဲ့အားလုံးဟာဖြစ်ရှင်းလားရှိသေးလားအာယုံမှန်သမျှအကောင်ထဲဘာဖြစ်ဖြစ်ပြီးတော့ဘာဆွဲเสียရှိတယ်ဒါဖြင့်ယောက်ျားလို့ရှိလားမိန်းမလို့အားလုံးကဖြစ်ပြီးရင်အကြောင်းတရားနဲ့အကြောင်းရှိရင်အကြောင်းဖြစ်ရင်ကျင့်တတ်သလားဒီတော့ဦးဇင်းတို့ဒီတိုင်းသာအမှန်သိရင်မျက်ရည်သိမ်းလို့ရမရจิตာပြစ္ဆုတ်ပံလေစွဲမယူတပ္ပိသင်္ခါရအနိစ္စမင်းကြီးပြောလိုက်တယ်ပြုမြင်နေရတဲ့တရားအလုံးဟာအနိစ္စပဲကွာတဲ့ဖြစ်ပြီးတော့ဒီတလုံးပဲတရားဒီတလုံးသိရင်ပြီးသွားအတိတ်ကတော့ကတွေဖြတ်တော့ဗါတယ်လေဘုရားတို့အတိတ်ကဟာလေးတွေတွေးပြီးတော့လေမျက်ရည်လေးကြားဒီလိုတရားဝဲတွေနာတော့ဖေကြီးတတိရတယ်ဟမ်မလားဘူးလားအမလေးအေးဟာကြီးများရှိတော်သဘောကျမှာဘယ်မျက်ရည်လေးစမ်းစမ်းနဲ့သားသမီးတွေရှင်ဗျာသိစေခြင်းနဲ့ခမရသိပြီလားဆိုမနေ့ကဟာဒီနေ့မေးဘာမှမပြောနိုင်ဒီလိုပိဿမျိုးဒီဘုန်းကြီးမို့လို့လည်းပေဟောနေတာသဘောပါလားဟမ်ဒီနေ့တော့မျက်ရည်သိမ့်မယ်တပ်ပုံတွေကတော့တသံတရားလုံးပါခဲ့ပါပြီဒီနေ့အထိလဲမနေတော့မဲ့ဒီအရှိတော့ဒီအရှိကြမှာဘာလို့ပြောသွားဒီကရှိတော့ရှင်းသလားအားလုံးသဘောပါသလားဒီတော့အတိတ်ကသောကမှန်သမျှဖြတ်ဘယ်သောကဖြစ်ပြီးတော့ဘုဆွေးငိုကြွေးခြင်းကြောင့်ချမ်းသာလာတယ်လို့အေးချမ်းလာတယ်လို့ပြည့်စုံလာတယ်လို့ငိုကြွေးနေတာသည်ဆုံးရှုံးခြင်းသက်သက်ပဲဖြစ်ရှင်းလားငိုကြွေးခြင်းဆိုတာသောကပရိဒေဝဒေါမနတကုသိုလ်စိတ်လားအကုသိုလ်စိတ်အဲ့ဒီငိုကြွေးနေတော့အတိတ်ကဆုံးရှုံးသွားတာတွေကပြန်ရသလားအခုပြစ္ဆုတ်ပံမှာကချမ်းသာရလားဆင်းရဲရအခုလုံးလိုက်တဲ့အကုသိုလ်ကံကြောင့်ရမယ်အကျိုးပေးရအောင်ချမ်းသာရမလားဆင်းရဲရမလားဒါဖြင့်ဆင်းရဲပြီးရင်ဆင်းရဲရင်ဒါဖြင့်ရှုံးပြီးရင်
ရှင်းတယ်လားအနာကလည်းလမ်းပူမနေနဲ့ရှေ့ဘာပြောဦးမှာတော့အကြောင်းရှိရအကျိုးပေါ်မှာရှင်းလားရတို့ဘာစီမံထားလို့ရဘာများအကျိုးလုပ်ထားလို့ရအေးဘာလုပ်ထားတာဖြစ်ပြီးရဲ့ရှင်းတယ်လားရှော့မလေးငိုဥစားမင်းစားတဲ့ကြီးတဲ့ခါကျတော့ချမ်းချမ်းသာသာနေရအောင်လို့ဘုံငယ်တော့ရှာစုထားဟမ်ဟောမိလောင်လိုက်တော့ဥစားလည်းမရမင်းစားလည်းမရကြပဲလို့ကြစုမထားတဲ့လူကအုံမင်းကြီးရော်လာတော့မှငယ်တုန်းကတော့ယုံလိုက်ရကန်လိုက်ရတာတနေ့စားတနေ့ကြီးရင်းရော်လာတော့ဟောသားတဲ့သမီးတွေအကုန်ပြုစုလာတိတလာတော့ဟောမစုပဲမဆောင်ရပဲနဲ့ချမ်းချမ်းသာသာနေသွားတယ်လူတွေတဲ့ရှင်းလားမလူရဲ့မတန်းရဲ့မစားရဲ့မတောင်းရဲ့နောက်လူကောင်းစားရဲ့စုထားရှင်းလားသဘောကောပေါက်သလားဘာများကြိုစီစဉ်လို့ရအေးအနာကလည်းမင်းကြိုတွေးပြီးတော့ဘူးမနေနဲ့တဲ့ပြစ္ဆုတ်ပံလဲစွဲမယူနဲ့ချက်သားပြစ္ဆုတ်ပံလဲမြင်စိတ်ကလေးလည်းဖြစ်ပြီးရဲ့ကြားစိတ်ကလေးလည်းဖြစ်ပြီးရဲ့သဗ္ဗေသင်္ခါရအနိစ္စกว่าအလုံးကဖြစ်ပြီးတော့ပြတ်တာပဲလို့ပြောလိုက်တာနဲ့အောက်ကနာနေတဲ့မင်းကြီးဖြတ်ဆိုလေးမဲ့လေးဖို့ရဟနာဖြစ်တော့မြန်လိုက်တယ်နော်အတိတ်ကပူဆွေးခြင်းနေလဲဖြတ်အနာကလည်းကြိုပြီးပူးမနေနဲ့ပြစ္ဆုတ်ပံလဲစွဲမယူနဲ့ချက်သားအားလုံးကဖြစ်ပြီးရင်ပြတ်တာပဲသူ့ကာထာထားပဲဒါလေးပြောလိုက်တဲ့နဲ့ဟိုကဘာဖြစ်သွားရဟနာလေးမဲ့လေးဖို့ကြပြီးတော့ဘာဖြစ်သွားရဟနာဒီလားမမြန်ဘူးလားမလွယ်ဘူးလားဘာလို့လွယ်ဒီနေရာလာတော့မှဟမ်ခင်ဗျားတို့ကဟာသူတို့ဒီလောက်နဲ့ရတာဖြစ်နိုင်ပါမလားတချို့ကလားဒီလိုတော့ချကြိတ်နေရတာကြာလာပေါ်ချွေးတွေရောခါလည်းပြန်လို့လူလွတ်နေအောင်တွေ့ရတာရှင်ဗျာအဲ့ဒါဘာမှလည်းမမြင်မြင်အောင်မင်းဘာတွေလုပ်ထားလဲကြည့်ဒီမှာအဲ့တော့တန်တတိမင်းကြီးဘာဖြစ်သွားမင်းဝတ်တန်စားတွေမလဲလိုက်ရပါဘူးဘိုးစားတွေဘာတွေပြောင်းလိုက်ရသေးလားရောက်ဘူးခေါမစိစိမ်ခံစားနေရင်ပြုံးတဲ့အတိုင်းကနေမင်းသမီးသိလောကဖြစ်ဒိုင်းဆိုထားလာတာဘာမှပြင်ချင်းစင်ချင်းမရဘူးအဲ့တော့အဲ့ဒီချက်ချင်းလာခဲ့တဲ့အဝတ်စားနဲ့ပဲဆိုတော့မင်းဝတ်မင်းစားနဲ့ပဲသူဘာဖြစ်လဲယဟနာပဲဒါပေမဲ့သူယဟနာဖြစ်တာဘယ်သူသိလဲဘုရားနဲ့သူနဲ့နှစ်ယောက်ပဲသိကျန်တဲ့လူမသိဘူးမသိပေမဲ့ဒီမှာတန်တရိမတ်ကြီးကသူ့ဘုသူပဲယဟနာဖြစ်ပြီးတာနဲ့ဆင်ခြင်ကြည့်လိုက်တယ်ငါဤအာယုသင်္ခါရငါဤအသက်ကိုပြုပြင်နိုင်တဲ့ကံဘယ်လောက်ကြံသေးသလဲကြည့်လိုက်တော့ကုန်ပြီအသေးမဦးခင်ဦးသွားလို့မျက်ရည်သိမ်းသွားတာလက်မတင်လေဒီနေရာဘုရားကတရားဟောတာနည်းနည်းနောက်ကြလို့သူလည်းအရောက်နောက်ကြရဲ့အသေးကဦးသွားမှအဲ့ဒီချိန်ကိုသူလည်းသေးကိုသိမှာရှင်းလားရှင်းပါပြီသဘောကောပေါက်သလားအဲ့ဒါအကြောင်းတရားနဲ့အကျိုးတရားရှင်းတယ်နော်အဲ့ဒီမှာသူသင်္ခါရအာယုသင်္ခါရသူတက်တန်းကိုသူစစ်ပြီးသူသိတော့ဘုန်းတော်ကြီးတော်မူတော်မြတ်စွာဘုရားတဲ့အရှင်ဖျားကြောင့်တပည့်တော်မျက်ရည်သိမ့်ခဲ့ပါပြီကျေးဇူးကြီးမြတ်လာသောအရှင်မြတ်ဘုရားတပည့်တော်ဤအာယုသင်္ခါရလည်းခုချိန်မှာကုန်ပြီဖြစ်ပါ၍ပရိနိဗ္ဗာန်စံခွင့်ပြုပါအောင်မသူကမဲဝမင်းစားနဲ့ဗာပြောပရိနိဗ္ဗာန်စံမဲကြီးကျယ်ပရိနိဗ္ဗာန်စံတယ်ဆိုတာဘုရားယဟနာသုံးတဲ့စကားသူကဘာဝကြီးနဲ့လဲမင်းဝကြီးနဲ့လူဝကြီးနဲ့သူသုံးပုံကပါလေပရိနိဗ္ဗာန်စံမဲဆိုတော့ယဟနာသိရင်လူပဲသိယဟန်ပဲသိဘုရားပဲသိဗာလေပရိနိဗ္ဗာန်စံတယ်ဆိုတာကဒီမှာအနုပါဒိသေသနိဗ္ဗာန်ခန္ဓာချုပ်ငြိမ်းရာနိဗ္ဗာန်ကိုဝင်စံတော့မှဖြစ်တဲ့အတွက်သူ့ကိုဗာပြောရ
ပရိနိဗ္ဗာန်စံတယ်သူတို့မှနောင်တဖန်ဇာတိရစရာမရှိတော့နောင်တဖန်ဒုက္ခတွေဖြစ်เสียမရှိတော့ဒါကြောင့်မို့ဘာပြောလဲပရိနိဗ္ဗာန်စံဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးကจิตသားတဲ့ပရိနိဗ္ဗာန်စံနာမစံနာจิตသားအလိုတိုင်းပဲတဲ့ဒါပေမဲ့จิตသားတရားရတာမြန်လာကြီးရဲ့ဆိုပြီးနောက်ကပရိသတ်တွေကတန်တရားဖြစ်နေတယ်တဲ့จิตသားဘာလဲဆိုတာပရိသတ်ကိုတရားဟောခဲ့အောင်จิตသားရှင်းသလားဘယ်သူကိုယ်တိုင်တရားတောင်းဘုရားကိုယ်တိုင်တရားတောင်းတာจิตသားတရားဟောသမှာအောင်တဲ့ဘယ်ဘဝကဘယ်အကြောင်းတွေကြောင့်จิตသားတလောက်မြန်ရတာတို့ဆိုတော့နောက်ကဆွတ်ဆွဲဖို့စောင့်နေတဲ့ဒိဋ္ဌိတွေလွယ်ကုန်ပြီဘာမှလုပ်လို့မရကြည့်နေတယ်သူတို့ဘာမှနားမလဲတရားတရားရှိတဲ့လူတွေဟန်ရပြီဘုရားပြောလိုက်တဲ့စကားနဲ့ဒီပုဂ္ဂိုလ်ဘာဖြစ်သွားပြီယန္တာဖြစ်တယ်တရားရှိတဲ့လူတွေကရိပ်မိတယ်ဒါလည်းရိပ်မိတာသိတာမဟုတ်ဘူးအဲ့တော့ဘုရားကจิตသားတန်တရားရှင်းသွားအောင်မလုပ်နဲ့တရားဟောရိုးရိုးမဟောနဲ့จิตသားဟုတ်ပြီနော်ဗါတဲ့ရိုးရိုးမဟောနဲ့ဆိုတော့ပြိဋ္ဌာန်ကပြီးဟောနားလို့အောင်လေတကောအပိညင်ပြပြီးတော့ဆံပြားစွာဟောပါတတိပြမှာဟုတ်ပြီအဲ့ဒီမှာတဲ့မှန်လားပါဗျာကောင်းလားပါပြီရှင်ဗျာတပည့်တော်အတွက်အချိန်လဲနဲနေတဲ့အတွက်ခွင့်ပြုပါဆိုပြီးဘုရားကိုကောင်းစွာကြတော့ဥသုံးချင်းချပြီးတော့ထန်းတစ်ဆင့်တက်သွားတယ်ထန်းမင်းတစ်ဆင့်အမြင့်ကိုဇာနဲ့တက်သွားအပိညင်နဲ့တက်သွားတက်ပြီးပြန်ဆင်းလာကြတော့နှစ်ဆင့်ပြန်ဆင်းသုံးဆင့်ပြန်ဆင်းအဲ့ဒီတိုင်းတက်လိုက်ဆင်းလိုက်ကြတော့လိုက်နဲ့ထန်း9ဆင့်အမြင့်ဘယ်လိုလဲထန်း9ဆင့်အမြင့်မှာတခါတည်းထက်ဝဲဖွဲခွေထိုင်နေပြီးတော့မှန်လားပါဗျာဘုန်းတော်ကြီးလာတော်မူသောမြတ်စွာဘုရားဘုရားတပည့်တော်ဤယခုအရှင်မြတ်ဘုရားနဲ့တွေ့ဆုံ၍၄ပါဒမြတ်သောဂါထာဖြင့်ဘုရားတပည့်တော်ဤဘဝဆုံးခံတိုင်ခဲ့ပါပြီမျက်ရည်အလုံးသိမ့်ခဲ့ပါပြီတပ်ပုံတွေလည်းမှန်ခဲ့ရပါပြီဘုရားအဲ့လိုဖြစ်ပြရခြင်းအကြောင်းရင်းကိုပြီးတော့လျှောက်ထားခွင့်ပြုပါတဲ့အားလုံးသောတရားဓမ္မအပေါင်းကလည်းကောင်းစွာနာယူကြပါလို့မေတ္တာရက်ခံပြီးတော့သူကဘုရားတပည့်တော်ဟာလွန်ခဲ့တဲ့90နဲ့တကဘာအထက်ကဝိပတိဘုရားလက်ထက်ပဲဘုရားဝိပတိလွန်ခဲ့တဲ့90နဲ့တကဘာလုံးကဝိပတိဘုရားလက်ထက်မှာဗန္ဓုဝရီပြည်ကြီးမှာဗန္ဓုမရီပြည်မှာဘုရားတပည့်တော်ဟာတထေသားတယောက်ဖြစ်ခဲ့တယ်။မဖြစ်ခဲ့ဘူး။တထေသားတယောက်ဖြစ်တော့မိခင်ဖခင်တွေဆုံးအမွေပစ္စည်းတွေရတော့သူစဉ်းစားတယ်တဲ့လောကမှာမြည်သူမြည်ဝါကိုမှဆင်းရဲဒုက္ခမပေးပဲကုသိုလ်တရားကိုဆောင်နိုင်တဲ့အသက်မွေးခြင်းကိုငါရှာမယ်။ဟောကြံခဲ့ဖို့ကတည်းလို့ဟမ်အကြောင်းကောင်းလို့ခုငါတို့စိတ်နဲ့ဆိုရင်တော့ဘသူသေးသေးတွားကိုနေတာအေးတာပဲကျန်တယ်လို့ဖြစ်ရှာတယ်ဟမ်ဒီစိတ်မျိုးနဲ့နိဗ္ဗာန်နဲ့မတန်ကိုဥဒ္ဓမင်္ဂလာပရိစ္ဆသမုပ္ပါသဝိုင်းကြီးထောင်မောဂုတ်ဆရာတော်ဘုရားကြီးတပည့်စိတ်ကြပြုပြီးရေးနဲ့သီလကျင့်ဝတ်တွေလိုက်ခေါ်နေတော့တချို့ပြောရှင်ဗျာနိဗ္ဗာန်ရောက်ကြောင်းဟောစမ်းပါဘာလို့ရှုံးလို့သာလိမ့်စားမှာခုကြုံဟောနေတာနိဗ္ဗာန်ရောက်ကြောင်းမဟုတ်ဘူးလို့ခင်ဗျားထင်သလားဟမ်လောကီမှာမှအဆင့်မြင့်နဲ့အဆင့်တန်းမိတဲ့စိတ်ဓာတ်ပိုင်ရှင်မဟုတ်ရင်လောကုတ္တရနိဗ္ဗာန်နဲ့မထိုက်ကြရှင်းလားဒီအခြေခံအုတ်မြစ်ကောင်းမှမရှိဘဲနဲ့နိဗ္ဗာန်ရခြင်းလားရည်လို့သိအောင်ဟောဒါကျုံနိဗ္ဗာန်ပို့နေတာပဲရှင်းလားယုံသလားကိုလုပ်တဲ့အလုပ်ပေါ်လဲကိုယုံပါတယ်ဥဒ္ဓမင်္ဂလာကိုဟောနေတဲ့တရားပေါ်မှာလုံးဝတန်တရားကင်းစွာနဲ့သာသနာအကျိုးရွတ်တဲ့ဘိုးနေတာပါဆိုတာအာမခံပါတယ်ရှင်းလားလူအများအကျိုးသာသနာတော်ရဲ့အကျိုးကိုရဲရင်စွာနဲ့ဘာလို့သာသနာပြုနေလဲမေးရင်ဘုရားဂုဏ်ကျေးဇူးကိုအကျွမ်းမဲ့ယုံပါ၏တရားဤဂုဏ်ကျေးဇူးကိုအကျွမ်းမဲ့ယုံပါ၏သံဃာဤဂုဏ်ကျေးဇူးကိုအကျွမ်းမဲ့ယုံပါ၏ဘုရားတရားသံဃာပေါ်မှာလုံးဝတန်တရားကင်းစွာနဲ့ငါမှကိုးကွယ်စည်းကပ်စရာယရဏ၃ပါးမှားတပါးတခြားမရှိ
ဖေရင်မန္တအိအိုင်ခလက်လက်ဖွဲ့ကဲတော့ရှင်းလားဘိုးတော်ဘွားတော်ကဲတော့ကျင်းရသလားသဘောကောပေါက်သလား38မင်းပြေတော့ငါတို့နဲ့လမ်းမဆိုင်ငါတို့မှာစင်ကြယ်စွာကိုးကွယ်စရာ3ပါးတန်တရားကင်းစွာနဲ့သာသနာအကျိုးရဆောင်နေတယ်ဘယ်သူမှလည်းကြောက်စရာဘာမှပူစရာလည်းရှင်းလိုက်သဘောကောပေါက်သလားမှန်ကန်တဲ့စေတနာနဲ့စစ်မှန်တဲ့ဆုံးဖြတ်ချက်ရှိသူအတွက်မဖြောင်မြူးတဲ့လမ်းဆိုတာကျုံသလားရှောက်ယုံသလားရှောက်ရှင်းသလားဘယ်သူကိုယ်တိုင်ရှောက်ရမှာလဲကျုပ်တယောက်တည်းရှောက်နေလို့တော့ကျင်တတ်သလားအဲ့တော့ဘုရားတပည့်တော်ဟာဝိပဿနာဘုရားရှင်ကိုတော်မြတ်ကြီးလက်ထက်စဉ်းစားလိုက်ပုံကဘယ်သူကိုမှဒုက္ခမပေးတဲ့အသက်မွေးဝမ်းကြောင်းရှင်းတယ်အဲ့ဒါတပည့်တော်သွားတွေ့တယ်တဲ့ဘာသွားတွေ့လဲဆိုတော့နိဗ္ဗာန်ဆိုအလုံးဘာလို့ဘုရားပေါ်ယုံကြည်ကြပါတရားပေါ်ယုံကြည်ကြပါသံဃာပေါ်ယုံကြည်ကြပါဘုရားတရားသံဃာဂုဏ်ကျေးဇူးမှလွဲပြီးတို့မှကိုးကွယ်ရမှာတပါအခြားမရှိဒါလေးကိုလှည့်ပြီးကြွေးကြော်တယ်တဲ့မနေ့လင်းလာပြီဆိုအေးရထားကြပါသူတော်ကောင်းတို့အာယုံတက်ပြီးဖြစ်တဲ့အတွက်အာယုံစွန်းများလောင်းလူနိုင်အောင်ချက်ပြုတ်ကြဖို့ထားပါတတိသားကဗာလိုက်လို့နိဗ္ဗာန်ဆိုလုံးနေတယ်တဲ့အဲ့ဒါပဲခြေချင်းလဲပြီးကြွေးကြော်ရှင်းတော့အဲ့ဒီကသူပဲလူပဲမြတ်တာလေးနဲ့ပေးတာလေးနဲ့စားတယ်အဲ့လိုလိုက်ပြီးတော့လောကကြီးကိုတရဏဂုံ3ပါးကိုးကွယ်စိတ်ကပ်ကြဖို့လှည့်ချွေးကြော်5ပါးသီလမြဲမြံကြပါဒါအမြဲတမ်းသူကဒါပဲနိုးစော်တယ်အဲ့ဒီနိုးစော်နေတဲ့အသံကိုပန္ဓုမရီမင်းကြီးကြားဘယ်လိုကြားပန္ဓုမရီမင်းကြီးကြားတော့ဟာဒါဘယ်သူလဲဒါနိဗ္ဗာန်စော်ကြီးပါဘယ်သူသားတော့ဟေးဒီမျိုးကဘယ်သူသားပေါ့ခေါ်လိုက်စမ်းခုမိမတွေလှုပ်တယ်ဘာတွေလဲអော်နေတာလဲတိုင်းပြည်အကြီးညိုပြအောင်လုပ်နေတာလားဟုတ်ပါဘူးဗျာသူ့မေးတာနော်ငါမင်းကြီးသိခါကြအောင်မလျှောက်လုပ်နေတာလားမဟုတ်ပါဘူးခင်ဗျာကျွန်တော်អော်နေတာဖရာကိုကိုးကွယ်ဖို့တရားကိုကိုးကွယ်ဖို့သံဃာကိုကိုးကွယ်ဖို့ဘုရားတရားသံဃာပေါ်မှာယုံကြည်ကိုးကွယ်မှုမှတပါးတခြားသောအာကိုရာမရှိပုံနဲ့မိမိတို့ရဲ့သီလသမာဓိပညာကိုမိမိတို့စီပူကြဖို့လေ့ကျင့်ကြဖို့ဘုရားတပည့်တော်ဒါတွေဩပါတယ်ဟာတော်လိုက်တာကျွန်တော်မျိုးကြီးအသက်မွေးဝမ်းကြောင်းစင်ကြယ်မှုကိုအလိုရှိတဲ့အတွက်နိဗ္ဗာန်ဇောအလုံးနဲ့မလုပ်လို့အသက်မွေးပါတယ်ဆိုတော့ဒီလောက်တော်တဲ့လူတဲ့မင်းကြီးအခုမင်းဘာနဲ့လက်អော်လဲခြေချင်းပါပဲဘာမှမရှိပါဘူးဟာခြေချင်းနဲ့မင်းလက်လေဟစ်ကျွေးမှုနဲ့မတန်ဘူးရော့ငါမှသိန်းတော်မြင်းကြီးတကောင်ရှိတယ်ဟောမြင်းနဲ့လက်អော်ကွာရှင်ဘုရင်ကဘာပေးလိုက်တို့တော့ကားသိန်းခံသဘောပါဘာကွာသွားတယ်မသိဘူးနော်ဗန္ဓုပတိဘီကမင်းကြီးကဘာပေးလိုက်မြင်းသိန်းတော်မြင်းကြီးငါသိနေတဲ့မြင်းဒါနဲ့ပဲမင်းကြွေးကြော်နေတဲ့အသံဟာဒါနဲ့မှတန်တယ်ရော့ယူသွားကောင်းလာပါပြီဆိုပြီးတော့ပန်းချိုးပလဲသွယ်တွေနဲ့ဆင်တန်စာပြုတ်ထားတဲ့မြင်းကြီးပေးလိုက်အဲ့ဒီမြင်းကြီးနဲ့လဲပြီးအော်တော့ဘိုးခကြီးတွေ့တာပေါ့နော်အထက်မြင်းကြီးနာစတက်လိုက်အောက်ပသိမ်ဆင်းလိုက်ပေါ့သွားပေါ့မြင်းကြီးရလာတာကိုနော်အဲ့ဒါနဲ့အော်တော့နောက်အတန်ကြားပြန်ပြီမင်းကြီးကဟေးဒါဘုသူတန်လဲနိဗ္ဗာန်သောတန်ဟာဒီကောင်အော်တော့လားအော်တော့မယ်ခေါ်ခဲ့နိဗ္ဗာန်နဲ့လဲအော်မင်းကြီးပေးလိုက်တဲ့မြင်းနဲ့ပဲအဲ့ဒါဘာတွေအော်တော့ဘုရားတရားတန်ခါအပေါ်ကြည်ညိုဖို့တရဏဂုံ3ပါးဖြင့်အာကိုတရားမရှိပါဘူးဆိုတဲ့ကြွေးကြော်တာနေကြွေးကြော်နေပါလေဟာဒါဆိုမင်းဒီမြင်းနဲ့လည်းမတန်ဘူးကွာဒီတော့သိန်းတော်မြင်း၄ကောင်ကတဲ့ယထာအဲ့ဒီဘောကနေစမတ်ကြပြင်ပေးလိုက်သံပန်ယထာကြီးပါယထာ
ယရနာတွေစီချေထားတဲ့ပန်းယထဂရိဘာကောသောအပြည့်နဲ့ဆိုတော့စမကြကြပေါ့အခုအစာကစတခါတဲ့ယာဒုထဏ္ဍန္တရနဲ့အပြင်းလိုက်ဩယထာပါရသွားပြီဗန္ဓုပတိမင်းမမီလိုက်တာဆိုးတာပဲနော်သဘောပါလားအဲ့ဒီကနေယထာကြီးနဲ့အာရပါရကြားပြန်ပြီမင်းကြီးကဟာဒီအောင်မသူတို့နိဗ္ဗာန်ဆိုအော်လုံးလားအော်လုံးခေါ်လားမင်းပါတွေအော်လေတခြားမဟုတ်ပါဘူးယရနာ3ပါးခိုးွယ်ဖို့ယရနာ3ပါးမတပါးရှင်းသလားဘုရားတို့သောကပရိဒီဝငြိမ့်ပေးနိုင်တဲ့အာကိုရမရှိဘူးရှင်းသလားအဲ့တော့အာကိုရအမှန်ကဘုရားရဲ့တရားရဲ့သံဃာရဲ့အဲ့ဒါကအာကိုရဆိုတော့သူတို့ကိုမိနေရတာလားသူတို့ဆုံးမလက်ခံရမှာလားကျင့်တာဘယ်သူကိုယ်တိုင်ကျင့်ကိုယ်တိုင်ကျင့်တော့ဟာ၅ပါးသီလစောင့်ထိန်ကြကုသိုလ်တရားတိုးပွားအောင်လုပ်ကြဒါတွေကျွန်တော်မျိုးဩပါတယ်ဟာဒါဆိုမင်းဒီယထာနဲ့ကိုမတန်တော့ငါမှဆင်ပြူတော်ရှိရောအဲ့ဒီဆင်ပြူတော်နဲ့တူနောက်ကမြေအချမ်းရံအချွေရံပရိသတ်နဲ့ယာတုဌာနန္တရတိုက်အိမ်စည်းစိမ်ချမ်းသာအပြည့်အစုံပေးပြီးတော့จิตသားမင်းဒီအလုပ်ကိုကြိုးစားလို့ငါလဲသာသနာအလုပ်ကိုကြိုးစားလုပ်မယ်ဆိုပြီးမင်းကြီးနဲ့အတူတူမင်းကြီးရဲ့ချီးမြှောက်မှုသူ့ရဲ့ကြိုးစားမှုတွေနဲ့ဘာအလုပ်လုပ်ခဲ့နိဗ္ဗာန်ဆိုလူအများကိုတရားသိစေဖို့လမ်းမှန်ရောက်စေဖို့ပြုခဲ့တဲ့စေတနာအမှန်ဇောကြောင့်ဒီမှာတရားအမြန်သိရတယ်ဘု து မျက်မှောက်မှာလဲဘုရားမျက်မှောက်မှာဘယ်နှပါရလေးပါထဂါထာလေးကြတဲ့ယဟန္တာဖြစ်တာအလိုလိုဖြစ်သွားတာလားအကြောင်းကောင်းခဲ့လို့လားဒါဖြင့်တို့ကလည်းဒီနေ့ကစပြီးမတရားတဲ့စကားတွေကျွေးကြော်ခြင်းမပြုကြနဲ့ပြောရင်ဘာနဲ့ရှင်တဲ့စကားပြောတရားနဲ့ရှင်တဲ့စကားကြမ်းရင်တရားနဲ့ရှင်တဲ့အကြံလုပ်ရင်တရားနဲ့ရှင်တဲ့အလျော့တရားနဲ့လျော်တဲ့အလုပ်သာလုပ်ကြစို့ရှင်းတတ်လားကဲမှားနေတဲ့သတ်ပုံတွေပြင်လိုက်ကြစို့ရှင်းရလားလေးစင်မကတဲ့မျက်ရည်တွေသိမ့်ကြစို့ဘာနဲ့သိမ့်မလဲညာနဲ့သိမ့်ဘသူညာတို့ကိုညာအခုတန်တတိကဘုရားသိမ့်ပေးလိုက်တာလားသူ့အတူသိမ့်တာရှင်မြတ်ဘုရားရဲ့လမ်းညွှန်မှုဘုရားတပည့်တော်ရဲ့လက်ခံကျင့်သုံးမှုဗါတဲ့ဘုရားရှင်ရဲ့လမ်းညွှန်မှုမိမိကိုယ်တိုင်လက်ခံကျင့်သုံးမှုဒီဟူသောအကြောင်းတရားတွေပြည့်စုံလို့ဘုရားတပည့်တော်မှာခန္ဓာချုပ်ငြိမ်ရုပ်သိမ်းတဲ့နိဗ္ဗာန်ကိုရပါပြီတဲ့တပည့်တော်အားပြိဋိဘံစံခွင့်ပြုပါဘုရားလို့ကောင်းကင်ကနေလက်ဥချီတောင်းပန်ပြီးတော့ဆွမ်းထက်လိုက်ပုံကသူကိုယ်သူတည်သောကတိုင်းဝင်စားပြီးတော့ခန္ဓာကိုယ်အလိုလိုမိလောင်သွားပါတယ်မိလောင်ပြီးတော့ကောင်းကင်မှာတင်ပလဲဥကဲ့သို့သောဓာတ်တော်ဟုတ်ပြီနော်ကောင်းကင်မှာတင်မင်းဝမင်းသားနဲ့ပြိဋိဘံစံပါလိကြလားဓာတ်တော်ကြလာတဲ့အခါဓာတ်တော်လေးတွေအဖြစ်မှာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအမတန်သန့်ရှင်းဖြူစင်တဲ့အဝတ်ကလေးဖြန့်လိုက်ပါလေအဝတ်တော်လေးဖြန့်လိုက်တာနဲ့ဓာတ်တော်အလုံးဘုရားရဲ့လက်တော်တဲ့အကုန်ကြားတယ်အဲ့ဒီမှာဘုရားကဒါဟာလူအများဒီဓာတ်တော်ပူဇော်ကြီးညိုခြင်းဖြင့်အလုံးဟာကုသိုလ်တရားတိုးပွားမယ်ဆိုပြီးတော့လမ်းစုံလမ်းကွာလမ်းလေးကွာမှာတာဝတိမြို့ထဲမှာကဲစေတီတဲဆိုပြီးတော့တန်တတိအမတ်ကြီးဓာတ်တော်ကိုဘာလို့စေတီတဲလိုက်အဲ့တော့ဘေးရတစကန်ထားလာပြန်ဘာမှမသိတဲ့လူကြလာတဲ့အယိုးပြလမ်းတွေကောင်ထားပြန်အဲ့ဒါသမဏလားပြမနာလားအဲ့ဒီပြဿနာပေါ်ပါတယ်အဲ့တော့အားလုံးကဝိုင်းပြီးတော့မေးကြမြန်းကြသူတို့ကတပ်ပုံမှားခြင်းသေးတာကိုသမဏခေါ်သလားပြမနာခေါ်သလားဆိုတော့ဘုရားကရောက်လာတဲ့ချစ်သားတို့ဘာပြောကြတော့တပည့်တော်တို့အဲ့ဒီတန်တတိကိုဓာတ်တော်ကြီးစေတီတေတာတော့ဟုတ်ပြီအဲ့ဒါသမဏလားပြမနာသမဏဆိုတာတာမဏိပပစိတယဟန်ကိုပြောတာဟုတ်ပြီနော်ပြမနာဆိုတာမြင့်မြတ်တဲ့အကျင့်ကျင့်တဲ့ပုဂ္ဂိုလ်ခြေသားတို့တဲ့ငါရဲ့သားတော်ဟာငါဤလေးပါးဓာသောဂါထာကိုအကျွမ်းမဲ့ယုံကြည်တဲ့စိတ်နဲ့နာယူကျင့်သုံးတဲ့အတွက်ကိလေသာကုန်ခန်း
ယဟန္တာဖြစ်တဲ့အတွက်သမဏယဟန္တာဖြစ်တဲ့အတွက်တခါငါဘုရားကြီးအဆုံးအမကိုကောင်းစွာကြင်ကြံခြင်းကျင့်သုံးခြင်းဖြစ်ခြင်းကြောင့်ဗျမနာသမဏလည်းဟုတ်တယ်ဗျမနာလည်းဟုတ်တယ်ကဲရှင်းသလားတပ်ပုံတွေအလုံးမှန်သွားပါပြီမျက်ရည်တွေလည်းသိလိုက်ကြပါစို့အတိတ်ကဟာတွေပူဆွေးငိုကြွေးမှုလည်းလုံးမနေပါနဲ့အနာဂတ်လည်းပူးမနေနဲ့ပြစ္ဆုတ်ပံလည်းစွဲမယူဘဲနဲ့တရားအလုံးဟာဖြစ်ပြီးရင်တို့မှရှိတာခန္ဓာဘယ်နှပါအလုံးဟာဖြစ်ပြီးတော့ဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာလာရင်ဒီဘက်ကလောဘဒေါသမောဟတဏမာနဒိဋ္ဌိတွေလာအောင်မလားတပ်ပုံမှားเสียလိုသေးလားမလိုတော့ရင်သေတာကသမုဒိယသစ္စာသမုဒိယသစ္စာသိမှတော့နောင်ဒုက္ခလာအောင်မလားနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကအေးကဲသစ္စာ၄ချက်တစ်ပြိုင်တည်းကြိုက်မှသာလျှင်တန်တရားဇတ်သိမ့်၍မျက်ရည်သိမ့်ကြရမှာဖြစ်တဲ့အတွက်အခုချိန်ကစပြီးတော့အပန်တရားကိုကြိုးစားပွားများကြပါစို့လို့တိုက်တွန်းရင်းနဲ့နားကြစို့